Hello everyone, my name is Chuya Design and this game is called the Bee Puzzle game. First, you have to choose the colors with choices. They have to be the exact same color. After that, you can choose these pictures and then you can do it like that, or you put it here and then you copy it. And if you play this game, you will grow more creativity. And you can only play it if you are over 3 years old. Thank you. မင်္ဂလာပါတမီးအနေမှာကျွန်တော်ချွေးရဒီဇိုင်းဖြစ်ပါတယ်။ဒီဟာလေးကကျတော့ big puzzle game ဖြစ်ပါတယ်။အဲ့ဒါဆောင်းမယ်ဆိုရင်ပထမကျတော့ကာလာလေးကိုချုပ်တင်နဲ့တုံးရပါတယ်။ပြီးမှဆိုရင်အဲ့မှာကက်လေးတုံးရပါတယ်။အဲ့ဒီမှာဒီလိုမျိုးနဲ့ထားလို့ရဒီလိုမျိုးနဲ့ထားလို့ရဟိုဒီမှာထားပြီးတော့အဲ့ဟာလေး copy လုပ်လို့ရပါတယ်။အဲ့ဆောင်းမယ်ဆိုရင်နေရာပဲဆောင်းလို့ရပါတယ်။ပြီးမှဆိုအဲ့ဒါပန်တယ်လုံးမယ်ဆိုရင်အဲ့ချုပ်တင်နေနဲ့ပဲပန်တယ်လုံးလို့ရပါတယ်။နေရာလဲဆောင်းလို့ရအဲ့ကတယောက်လဲဆောင်းလို့ရပါတယ်။ပြီးမှဆိုရင်အဲ့ဆောင်းမယ်ဆိုရင်3နှစ်ကျော်မှဆောင်းလို့ရပါတယ်။အဲ့ဆောင်းဆို creativity ပိုကောင်းလာပါတယ်။ကျေးဇူးပါ။